အမှန်ချင်းလောက်ကြည့်ရခင်ဗျားကညနေနိုင်လောက်မှအိယာဝင်နေမနေ့6နာရီကျအိယာပြန်ထားတယ်ဒါပေမဲ့လူလာတဲ့ချိန်ကျတော့ပုံမှန်ကြုံနေရတဲ့အေးမောတယ်လို့ခန်းစားချက်မျိုးမဟုတ်ဘူးဖက်နဲ့ခဏရတော့တရားစခန်းဝင်ပြီးထွက်လာတဲ့လူမျိုးလမ်းဆန်းပြီးတော့ energy တွေပြည့်နေမယ်ဆိုရင်ခင်ဗျားဘယ်လိုနေမလဲမထင်နိုင်တာကွာလို့ထင်နေကြတယ်မလားတကယ်တော့ဒါကဖြစ်နိုင်တယ်ဗျဆိုင်းရညီကြကြတိုင်မင်ကိုက်မယ်ခုပြပြမယ်ဟက်ကလေးတွေကိုသုံးမယ်ဆိုရင်တော့ခင်ဗျားကတရက်4နိုင်လောက်အိတ်လဲ quality ကောင်းတဲ့အိတ်ဆက်ချင်းမျိုးကိုရနိုင်တယ်ကျွန်တော်တို့လူငယ်အများစုကအိတ်တာကိုဖုံးဝါးသွင်းလို့သဘောထားကြတာကများတယ်ကြာသွင်းလေဘက်ထရီပူပြည့်လေပေါ့ဒါပေမဲ့ကျွန်တော်တို့ခန္ဓာကိုယ်ကဖုံးသလုံးလိုစင်ပဲဖြစ်မနေသတိထားမိလားတခါတလေကြာရင်9နိုင်10နိုင်လောက်ပြည့်အိတ်လိုက်တယ်ဒါပေမဲ့မနဲ့နိုးလာတော့ခေါင်းနေမကြည့်ပဲခေါင်းမူးပြီးတော့ဇွန်ဘီလိုဖြစ်နေတတ်တယ်ဆိုအဓိကပြဿနာကအကြိုက်အိတ်တာဟာအရေးဝါတာမဟုတ်လို့ပဲအစားထိုး deep sleep လို့ခေါ်တဲ့ပြင်းပြအိတ်တော်ဘူးကပိုရေးကြည့်ဆိုတော့ခင်ဗျားတို့ကို sleep cycle ကြောင့်နည်းနည်းရှင်းပြပေးမယ်ကျွန်တော်တို့အိတ်တဲ့အခါအစစ်နေညာကြီးဖြစ်ရတယ်ပထမဆုံး state 1 နဲ့2က light sleep အိစက်ခါစားပေါ့ state 3 and 4ကျတော့ deep sleep ဖြစ်သွားပြီဒီအချိန်မှာခန္ဓာကိုယ်ကပြန်ပြီး repair လုပ်တယ်အားပြန်ဖြည့်တယ်နောက်ဆုံး state 5ကတော့ REM sleep ပါအိမ်မက်တာမှတ်ဉာဏ်တွေကို save လုပ်တာဒီအချိန်မှာလုပ်တာပါဒီ cycle တစ်ခုလုံးပြီးဖို့ကျွန်တော်တို့ရဲ့အုံနောက်ကမိနစ်90တနာရီခွဲလောက်အချိန်ယူရပါတယ်ဒီမှာအဓိက key point ကလာပါပြီတကယ်လို့ခင်ဗျားက deep sleep တွေရောက်နေတော့ဒုံးဆိုပြီးဂျုံစားကြီးနိုးလာရင်တနေ့ကောင်ခေါင်းမကြည့်တော့ဘူးတနေ့ကောင်ပင်မန်းတယ်လို့ဖြစ်ပြီးတော့ coffee ပဲတောင်းတနေမိလိမ့်မယ်ဒါပေမဲ့ခင်ဗျားက cycle ပြီးကနီး light sleep ပြန်အောင်ချိန်မှာနိုးလာရင်တော့တနေ့ကောင်လမ်းဆန်းနေရောပဲဒါဆိုတရက်အိတ်ချိန်4နိုင်တဲ့အေးဝအောင်ဘယ်လိုလုပ်မလဲခင်ဗျားရဲ့အခန်းကိုခုတစ်ခုလိုလုပ်လိုက်ပါအခန်းကမှောင်မဲနေရမယ်အတန်ဆူညံမနေရဘူးပူရင်ကလည်းအေးလေးဆိုရင်တော့ share ပဲဒါပေမဲ့ခင်ဗျားကတိတ်ဆိတ်နေမှအိတ်တော်မဲသူဆိုရင် white noise sound လေးတွေနားထောင်လို့ရတယ်ဒါကိုရီလိုလူငယ်တွေအခက်ဆုံးပဲဘယ်သူမှအိတ်ခါကြီးဖုံးမသုံးမဲနေမနိုင်ဘူးအိတ်ခါကြီးဖုံးသွင်းလိုက်တော့ပုံကထက်တဲ့ blue light ကခင်ဗျားရဲ့အုံနောက်ကိုမအိတ်နဲ့အောင်လို့ signal ပေးလို့ဖြစ်နေတယ်အဲ့ဒါကြောင့်မအိတ်ခင်တနိုင်တော့လိုကလေးကခင်ဗျားလက်တော့ကိုပိတ်ထားဖုံးမဖို့နဲ့ပို့ရင်တော့နိုင်မုတ်ဖွင့်ပြီးတော့ပို့ဒါမှမဟုတ် blue light filter ပါတဲ့မျက်မှန်တက်ပြီးတော့ပို့မက်ဂနီဆီယမ်ဂလိုင်ဆီနစ်ကကျန်သားတွေကိုပေးရောစေပြီးအုံနောက်ကို relax ဖြစ်စေတယ်ပြီးတော့ green tea မှာပါတဲ့ atonin ဆိုတဲ့ဓာတ်ကလည်း anxiety စိုးရိမ်မှုတွေကိုဆော့ချပေးတယ်နောက်တစ်ချက်ကတော့အိတ်ခါကြီးရဲ့ပုံမဲ့အစားစာအုပ်ဖတ်တာ meditation လုပ်တာဒါမှမဟုတ်ခင်ဗျနောက်နေ့လုံးမဲ့ text တွေကိုထိုင်ရတာမျိုးလုပ်ပေးပါဒါကခင်ဗျအုံနောက်ကိုကဲလာဖို့အချိန်ရောက်ပြီလို့တတိပေးလိုက်တာပါပဲဒီနေလန်းတွေကတကယ်ထိရောက်လို့ခင်ဗျားတို့ကိုတခါနှစ်ခါတော့စမ်းကြည့်စေခြင်းတယ်တကယ်စမ်းကြည့်မယ်ဆိုရင်အောက်က comment မှာ sleep smart mode on လို့ရေးပြီးတော့ video ကိုဆက်လိုက်ကြရအောင်ကဲနောက်ဆုံးချက်အနေနဲ့ကတော့ခင်ဗျားတို့တလဲထင်နေတဲ့အိစက်ကြီးဆိုင်ရာခြင်းတွေကိုရှင်းထုတ်လိုက်ရအောင်နံပါတ်1ဒီနေ့ရှင်းလိုက်အိတ်ကိုအိတ်ရမယ်ဒါကမှန်ပါဘူးလူတစ်ယောက်နဲ့တစ်ယောက်ကလိုအပ်ချက်မတူဘူးအချိန်ကြာဖို့တန်းခင်ဗျားတို့ရှေ့မှာကြည့်ခဲ့တယ်လို့ quality ကောင်းဖို့ကပိုအရေးကြီးပါတယ်နံပါတ်2ဒီကိအိတ်တော်ကြီးပြင်းရကြတယ်ဒါကလုံးဝမဟုတ်ပါဘူးမိနစ်20 30လောက်အိတ်တာကခင်ဗျားရဲ့ focus နဲ့ memory ကို boost လုပ်ပေးနိုင်ပါတယ်နာဆာကတော့ဒါကို recommend ပေးရပါတယ်ဆိုတော့ခင်ဗျားကညအိတ်တဲ့အချိန်အိမ်မပြောရင်ခေါင်းကိုထုလိုက်ဂရင်ပေါ်ဟိုဘက်လက်ဒီဘက်လက်လောက်ပြင်မဲနေမလားအဲ့လိုမျိုးခဏခဏကြုံနေရရင်ခင်ဗျားတို့အိမ်ရပေါ်ရတာနဲ့တိုင်အိပ်ပြောအောင် US fighter pilot တွေစစ်မြေမှာအမြဲအိပ်ပြောအောင်တုံးတဲ့ technique ကိုအသုံးပြုလိုက်နမင်းနဲ့အိပ်ပြောရလေနံပါတ်1ခင်ဗျားရဲ့မျက်နှာမေးယူရှာနဲ့ညွန့်တသားတွေကိုအရင်လျှော့လိုက်နံပါတ်2ခင်ဗျားခေါင်းအောက်ကိုချလက်မောင်းတွေကိုပေးမှပေးထားလိုက်နံပါတ်3တသိန်းချထားပြီးရှင်မတက်ကလေတွေကိုထုတ်လိုက်နံပါတ်4နောက်ဆုံးချက်တော့တွေကိုအပေါ်ကနေအောက်ကြီးအကျော်လျှော့လိုက်နံပါတ်5ပြီးရင်ခင်ဗျားရဲ့အုံနောက်ကိုခင်ဗျားနဲ့မဆိုင်တော့တဲ့သူများကြီးစားအဝင်ဘာမှမပေးခိုင်းနဲ့အင်းလေးကရဲ့ရေကန်ပင်ကြီးသားမှာလီလီစင်းပေါ်မှာကိုရီယောက်တည်းရှိနေတယ်လို့ပြောင်းပြီးတော့ညလုံးမိလိုက်ဒီလို relax လုပ်ပြီးတော့ခင်ဗျား2မိနစ်တည်းအိပ်ပျော်သွားလိမ့်မယ်အရင်တုန်းကဆိုကျွန်တော်လည်းခင်ဗျားတို့လို10နိုင်လောက်အိပ်တာတော့ပြင်ပန်းနေတော့ပဲနောက်မှသဘောပေါက်တာကပြင်ပန်းနေတာကခဏကိုမဟုတ်ဘူးစိတ်ဖြစ်နေတာဒါပဲရောက်မှ group chat ထဲဝင်ပြော room မှာတရားတွေလိုက်နာ TikTok reel တွေတစ်ခုဆွဲသူများ live နဲ့ကိုယ့်ဘဝ like compare လုပ်ဒါတွေကကျွန်တော်ရဲ့ sleep quality ကိုဖျက်ဆီးနေတာဗျအိတ်တယ်ဆိုတာကအချိန်သွင်းတာမဟုတ်ဘူးနောက်တစ်နေ့အတွက် brain ကို full ဖြစ်ရလို့ mindset ပြန်နေတာနဲ့ productivity က next level ဖြစ်သွားလိမ့်မယ်ကောင်းအိမ်မှာဆုံးမချက်တွေချနိုင်မယ်ဆုံးမချက်မမယ်ချနိုင်မှဘဝကကောင်းလာမှာ
ခင်ဗျားရဲ့နေ့တင်တွေကိုအနိုင်ယူခြင်းညတွေကိုအရင်နိုင်ယူမှရဒါကြောင့်ဒီညကစားပြီးအကြာကြီးမိတ်ပဲစမတ်ဖြစ်အောင်ပဲအိတ်ကြပါဒီဗီဒီယိုကိုညမှထိုင်ကြည့်နေရင်တော့ good night ပါဒီကိုနောက်ဗီဒီယိုမှာတွေ့ကြ